လေးမှာတရားဟောတော့ပြိဿဆိုင်ကမသိသေးဘူးတရင်မရသေးဘူးရပြီလားဒီလိုမျိုးဆုံးလဲဆက်လို့ကြားပါမယ်ဘုံမကြားတော့ဒီကတော့ပြောတယ်မှာသင်္ခါရလည်းမရှိရတော့သေးရတယ်မသေးရဘူးလားအဲ့ဒီမှာသင်္ခါရလို့ရှင်တော်ဘုရားကကြည့်တယ်တာတာကဒီပုဂ္ဂိုလ်သင်္ခါရကြည့်တယ်ဟာသူကြည့်ခဲ့တာလေဆိုတော့အေးဘေးဘူးလို့ခေါ်လိုက်တာစေနာလာတော့ဒီလိုက်တာသင်္ခါရတွေပြိဿဆုံးနေသွားပြီသင်္ခါရဝိပိဒါဖြစ်သွားပြီလားအာယောဒီကဆိုလာဝါလူသားလေးမှာသူ့ရဲ့ဘုရားရဟနာပေါ်ပြီးဆိုလာဒီကတရားဟောတော့ဓမ္မရဟနာပေါ်ပြီးအရှင်ဘုရင်ရသင်္ကားဟောတော့တာရဟနာပေါ်ပြီးပေါ်ပြီလားရဟနာသုံးပါးပေါ်တဲ့နေ့ပဲဘာလဲဖြစ်တယ်ပေါ်တဲ့နေ့ပဲတောင်းဖို့မရောက်အောင်လာရတယ်မလာကြဘူးလားဘာသာကြလဲတော့ဒီကအားရဖို့လည်းအမှန်ကောင်းတာပဲဒီကသုံးပါးပေါ်တဲ့နေ့ကြောင်းတော့ဖြစ်သွားတယ်ကျရဏသုံးပါးပေါ်တဲ့နေ့ပဲရောက်ဖြစ်သွားတယ်ဆန္ဒဘူးနဲ့ဝန္တာဘူးကြီးပါပဲဘာလဲဆန္ဒဘူးနဲ့ဝန္တာဘူးကြီးတဲ့ဆိုတာကိုယ်တော်ကိုဘိုးယူသဘောပေါက်လားဒီနေ့မှာငါကဦးဘယ်နဲ့ဦးလဲအရှင်ဘုရင်ရရဲ့အရှင်ဗတ်ကြီးရရဲ့အရှင်မဟာနာရဲ့အရှင်အရတိရဲ့အားလုံးပေါင်းလိုက်တော့၅ပါးဘယ်ပါလဲအဲဒီ၅ပါးနာတဲ့ကဦးဇာရတရားရတာအရှင်ဘုရင်ရဘာဖြစ်လို့ရပဲပြီးတော့ဘဝတစ်ခုမှာညီကိုနဲ့တော့ဒေလောက်တာကွဘာလို့တာလဲဒေလောက်တာအရှင်ဘုရင်ကပြည့်တဲ့ပုဂ္ဂိုလ်ကဒေတဲ့ကပြီးရပြီးတော့ပေါက်ပဲနေတယ်ပြီးရပြီးချာချာပြားတဲ့တာကိုသွားတတ်တာကွတပ်ပြလားအဲဒီချာချာသွားတာသူတို့တရားနာတရားကြသွားတာသူညီသူပါဒကလည်းတရားရတယ်နေဒီတိုင်းနေသေးမှသူမာရီပြေးတာကြီးပြေးဖို့သမီးပြေးတာကြီးပြေးဖို့အားလုံးပြေးတာကြီးပြေးဝေကပြီးတော့အတူပါဟုတ်လားဘုရားရဲ့တာဆုံးတာမကဘူးလားမှန်ပါတယ်ဗျာသူကနောက်ကြတယ်ဆိုတရားရတာနောက်ကြသွားတာပါသူကနောက်ကြလို့ဘာဖြစ်သွားလဲနောက်ကြအဲ့တော့တရားဉာဏ်လူကြီးဘယ်လိုသူလဲစောလူအောင်ဟောလို့လေးဉာဏ်လေးရပြီလားဉာဏ်ရလေးနဲ့ဟုတ်လားကဲခိုင်းပါလိုက်တော့အချင်းချိုးလိုက်အဲ့လိုသာပါပဲအဲ့တော့နောက်တစ်ခုကတနေ့ကိုဓမ္မသောတာပန်ဖြစ်သွားတယ်နာလာက၅ပါးနာလာကဘယ်ပါလဲ၅ပါးပါဗျာဝါလူလာပြီးတော့9ရက်မှာအနတ္တလက္ခဏာတို့တရားစဟောတော့၅ပါးကိုရတာဖြစ်သွားပြီလားဒီမမေးနေတယ်ဒီအချင်းချင်းဆုံးလိုက်အမေသက်တော်အချင်းဆုံးရင်ဝိပိပိတုခန္တာတရားအလည်းမလိုက်နဲ့တဝေလာနဲ့မလိုက်နဲ့နံပါတ်1နံပါတ်2ကမဲ့ဒီ7ပါးကိုဟောတယ်နံပါတ်2ပါဟောတယ်မဲ့ဒီ7ပါးဟောပါတယ်ဘာလို့ကသစ္စာ4ပါးကိုဟောတယ်ဘာဟောတယ်အဲဒီကမှာအရှင်ဘုရားတော်တာမှာဒီတရားသိရပါပဲပြီးပါဗျာအဲ့ဒါလည်းစัจ जा ရဲ့အချင်းရုပ်အဲ့လောက်ပဲရမယ်ဟုတ်ရဲ့လားအဲ့ဒါပြီးတော့ဒီမူကြီး7ပါးကိုဟောမယ်ဘာဟောလဲဒီမူကြီး7ပါးအဲ့ဒါဒီလိုက်ဆိုလိုက်ဒီမူကြီး7ပါးပြမသူတွေဒီမူကြီး7ပါးပြမသူတွေရောကာလပေကြမယ်ဒီရောကာလပေကြမယ်ဒီမသေးခင်လေရာမြဲဓာတ်တွေမသေးခင်လေရာမြဲဓာတ်တွေ7ပါးလောင်းထောက်ဆောင်လိုက်လို့နေ7ပါးလောင်းထောက်ဆောင်လိုက်လို့နေဒီ7ပါးပြမဒီတန်တဲ့ဒီ7ပါးကံ7ပါးခံရလိမ့်မယ်ဒီလို7ပါးကအမြဲတမ်းပြောတာပဲလေဘုရားသူစီကဘုရားလာအရဟအတ္တသာဝကမာတာပိတုဒလူတ္တပိတ္တသာသကာယကာဘုရားရဲ့သူစီကဘုရားရဲ့ယဟန္တာရဲ့အတ္တသာဝကမဟာသာဝကယဟန္တာရဲ့အမိရဲ့အဖေရဲ့အမိတဲ့ကပါလာသူကြီးလေးတော်ပေါ့အဖေဘက်ကပါလေသူကြီးလေးတော်ပေါ့သူလေးပေါ့ဒီဥစ္စာတွေပါတယ်အလေးကြီးပြရတယ်ဆရာပေါ့မိမိကိုတော်တယ်ဆုံးမမှုရဲ့ဆရာပေါ့မိမိကသစ္စာကိုသိမှုရဲ့သိမှုရှင်ပေါ့ကွအဲဒီဥစ္စာတွေကမိမိရဲ့သိမှုရှင်နေတဲ့ဒီမှုကြီး7ပါးပဲအဲဒီ7ပါးနဲ့ပတ်သက်ပြီးတော့အပြစ်မှားရတယ်ပြစ်မှားရင်ဘာဖြစ်မလဲဘေး7ပါးဓာတ်7ပါးဖြစ်မယ်ဘာ7ပါးဖြစ်မလဲဘေး7ပါးအားကြောင့်မှာမမျိုးလေးရုပ်တိုင်းသူတို့တွေးလာတတ်တယ်မမျိုးလေးနဲ့ဘောဓာသူတို့လူတတ်တယ်မမျိုးလေးနဲ့ရုပ်တိုင်းသူတို့မီးတွေလောက်တတ်တယ်မမျိုးလေးနဲ့ရုပ်တိုင်းသူတို့အဖားစီခံရတယ်အချုပ်ခံရတယ်ဒါရအဲဒီရှိတဲ့ပုဂ္ဂိုလ်ခံရတာကြီးပဲဘာတွေခံရလဲဒီအားကြောင့်အဲ့7ပါးကိုအပြစ်ရှိကြီးလို့ကြည်ပြီးတော့ကတော့
မရှိကြီးပဲအတိမရှိကောင်းဆုံးလာဖြစ်မယ်ဒီလိုဟုတ်လားအာရုံဖယားနဲ့ပြေးတဲ့တူနဲ့တရားနဲ့ပြေးတဲ့တူနဲ့တာငါနဲ့ပြေးတဲ့တူနဲ့ဒီပါနဲ့ပြေးတဲ့ဆရာနဲ့ပြေးတဲ့တူနဲ့ဒါပြောတာကဲပြေးတဲ့တူတာမတူတာကဘုရားကိုတော့ဘောဘာလို့ဘောမလဲဒီတရားကိုခေါ်တဲ့ဘုရားဘာဟောတဲ့ဘုရားလဲဘုရားကိုလည်းဘုရားကိုလူပြစ္ဆုတ်ပါဏမလာကဘောဒီဘဝကကြာကြီးဘဝဘောဘုရားနဲ့ပတ်သက်ပြီးတော့ပြောမှဆိုမှဒီမှာထိုင်တာအဖြစ်ရှိကြီးပါအဖြစ်မရှိကောင်းကျိုးမှာဖြစ်ပါလေဆိုဘုရားကိုအရင်စကြတော့ပြေလိုက်ဆိုသစ္စေရောသစ္စေရောကိုလည်းဒီတန့်စီအောင်ရည်သေးတယ်လို့အဘယ်ဒီသံစင်ကချဒီလိုနေတဲ့ဒီယူွားတာပဲဘုရားတော့ပြီးမှလည်းဥက္ကရာမသိခံတော့တာဘုရားမသိခံတာပဲဒါတွေနဲ့သူအကျိုးရတယ်ဆိုဒီလူတွေအချိန်မှာဘုရားကတော့တောင်းပန်သွားတာအဲဒီနေကလွတ်လာလို့ဒီသစ္စေကဘုရားဖြစ်မယ်ဘာဖြစ်မလဲသစ္စေကဘုရားတောင်းပန်တဲ့အကျိုးတွေဘာအကျိုးတွေလဲဒီမှာဒါနောက်တစ်ခုကသံဃာတော်တို့ကလည်းအဲဒီသူသံဃာတော်ရှင်မြတ်တို့ဗျာဒီလေရဒီလေရဒီမာဒီလေရဒီမာဒီလေရဒီဝေဒီလေရဒီဝေဒီလေရဒီတော်တို့အပြည့်ဒီဘာမိုး၍ဘာမိုး၍ဒီဒီသံဃာတော်တို့ဗျာရှင်မြတ်တို့ဗျာရှင်တပည့်တော်ဒီရှင်တပည့်တော်ဒီတို့ဒီပါပြီတော်တို့ဒီတော်တို့ဒီအပြည့်ကိုတရားဖြင့်ဘာနာသောပါရခြင်းသုမာနာမယူဘာတော်မူပါသံဃာတော်ရှင်မြတ်တို့ဗျာတော်တောင်းပါလားအကျိုးရှိကြီးအကျိုးမရှိကောင်းလို့မလားဖြစ်သွားပြီလေရောခွင့်ရတယ်ရောနိုင်ရောဖြစ်တာကအကျိုးကြီးရဲ့အလုပ်ပဲဘာကြီးရဲ့အလုပ်လဲအကျိုးကြီးရဲ့အလုပ်ပါဗျာသူမကြောနိုင်လို့မကြောပြရအောင်အများကြီးပါတယ်ပြီးတော့ပြောပြအောင်အဲ့တော့ဘာအောင်ရောပြီးလားအဲ့ဒါပြောဆရာတော်အောင်ကြောလိုက်ဆိုရှင်ဘုရားတော်တို့ဒီဝေဝေဒီလေယ
ကိုမိသားလေးကြတော့ကိုဒီကိုတော့ပြန်တော့ဒီကတော့ဘာလို့လဲအားမပဲမကြည့်ပါဘူးဒီလိုဒါလို့ဒီလိုပြောတာဆိုတာမှလည်းတောင်းပါပါလေကြောပါလေဥစ္စာယူပါပဲဘာလို့ရဲလဲခေါ်လိုက်တာကြောတာပဲဥစ္စာဘာလို့တာလဲဒီမှာမရှိတော့ရင်တော့လည်းဓာတ်ပုံလေးကိုကြောဘာလေးကြောလဲဓာတ်ပုံမှာမရှိတော့လည်းသုတ်တာမျိုးအာဝီကြီးကြောလိုက်ကောင်းကျိုးရမှာလို့ပြောနေတာအာရိုးရမှာလို့လဲว่าเราเราพยายามดูแลดูว่าสิ่งนี้เราพี่แต่ตาเราเนี่ยที่เราดูเราตรงนี้ดูเชื่อเดียวอย่างดูพยายามยังไงกันเส้นทางที่พวกเราอยู่เว้ยดูจากเราพี่ดีใจเขาเยี่ยมพี่ดีมาดูเลยเขามีเขาเขาเยี่ยมนะดูตาอะไรเขาหล่ะเจ้าเนี่ยเขาแต่เขาผู้โตเนี่ยพี่ดีแล้วดูจอแต่บ้านแต่เขาเยี่ยมแต่บ้านแต่มาลูกอะไรอะไรเส้นทางที่พวกเราอยู่เขาเยี่ยมชาชาเราอะไรชาที่นายาเราเนี่ยตั้งใจจะเราธรรมะบ้าเวรนะมีรู้ว่าธรรมะบ้าเวรเนี่ยเอาเวรนี่อะไรได้ประมาณได้เวรนี่เลยดีกว่าเลยได้ตาเนี่ยที่มันรู้ธรรมะบ้าเวรดีก้องเพื่อนที่มาไทยนะไทยรู้นะบรรลุที่เราอภิเษกลานะนะบรรลุที่เราธรรมะดีว่าเขาเนี่ยถึงรู้นะบรรลุที่เราไม่สาธุเขาเนี่ยดีรู้ไม่เอาดูไม่เอาเลยพลาเนี่ยกายเราแต่นับไปสารนับดูว่ามาพวกเจ้ามีเรื่องที่งานทุกอย่างเลยว่านับดูว่ามาด้วยพวกเจ้ามีที่ทุกอย่างเลยเจ้ามาทุกอย่างมาเล่าเนี่ยเขาเนี่ยดูว่าดาราดาวล่ะทุกเนี่ยมาเล่าเนี่ยดาราพวกเนี่ยเจ้าลูกเนี่ยทุกอย่างเลยว่ามีที่ทุกอย่างนะขาเนี่ยทุกรูปที่ดาราว่าเวทีดาราตรงเจ้าว่าเนี่ยเดี๋ยวเจ้าว่าเนี่ยเลยอะไรนะนี่รู้ว่าธรรมะบ้าเวรเลยจริงรู้บ่เพราะเวลารู้จริงรู้တော့ပြောได้နိုင်ဘူးပြောပြနိုင်ပါမလားဘာဖြစ်လဲဆိုတော့သူ့ရဲ့အားကဘလောက်များအားကောင်းလဲဆိုရင်ခုနှစ်တောင်တော့ရှိတောက်တော့တဲ့တောက်တော့ကဘလောက်အမြင့်ရှိမလဲခုနှစ်တောင်ဘောတောင်ပြီးတော့မလာရကြီးတိုင်းခုနှစ်တောင်တော့ရှိရဲ့အမြင့်နဲ့တောက်တော့မှမြည်ကြီးရဲ့ရုပ်သွားနိုင်တယ်ခုနှစ်ကသူထူလိုက်တဲ့အချိန်ဒီလားမကြည့်လားအဲ့တော့အားကောင်းတဲ့ပုဂ္ဂိုလ်ကြီးကျယ်တဲ့အားတိုင်းသားနဲ့ထုထားလိုက်တာသူ့လိုပြီးတာနဲ့အဝေကြီးသူကြုံထွက်သွားတာကျွန်တော်ပြောပြီလားအဲ့ဒါကတော့ဘုရားအချိန်ရရလားမရလိုက်တော့ဘာဒီနေ့ညပြီးဘူးတော့ဟုတ်လားအားလုံးကလည်းမတို့ဘုရားနဲ့ပြည့်တဲ့တူနဲ့ဘုရားနဲ့ပြည့်တဲ့တူနဲ့ဘာသာနဲ့ပြည့်တဲ့တူနဲ့ဒီပါနဲ့ပြည့်တဲ့တူနဲ့ဆရာနဲ့ပြည့်တဲ့တူနဲ့တူလေးဒီရှိတော့တောင်းမှဦးအချိန်ရလေးတွေပြောတာတောင်းမှလည်းအချိန်ရတာမရဘူးလားနတ်ပြည်အချိန်ရတာလားဒီအလားသာနဲ့ပြည့်တဲ့တူအဝေကြီးသွားပြီလားအာတူသွားနောက်ပြီးပါတော့အလုံးပြီးပါတယ်ကွအသာကမင်းပေါ့ဒီတတ်ပြီးသွားတာတတ်ပြီးသွားရလားတတ်ပြီးသွားရဲ့ဒီလိုဘုရားလို့မဖြစ်ပေါ့ဆရာကြီးကမေးတော်လို့သူဘုရားကြီးတော့ဘုရားကိုတော့တောင်းမှလည်းတော့အဲ့လိုတော့ရသွားတယ်ဒီလိုထိုင်ပြီးဖြစ်သွားတယ်တက်ခံတယ်ဒီဘင်းတက်ပြီးတော့ဘူးတက်ပြီးရောက်ပါမလားမက်ခံတယ်မဲ့ညာပုံညာမရတော့ဘူးမဲ့တာပူတာဘာသာတယ်นับปีเดียตาเลยปูเลยแม่ปูยาวตาว่าดีนับเป็นตัวต้อมาเลยพยาต้อมาเลยด้วยจ้าเนี่ยปูที่พยาปูร้อนปูเลี้ยวเลยมาบ้าก็มีตัวนี้เราตัวละอะไรมาไล่ขาอะไรพี่เล่นที่ใหญ่ดูเราอามีเล่นที่ใหญ่ดูตาเราโลกาบอกพยาเล่นกลางหัวปูมันคือสิ่งที่ดูเลยมีที่เราชีอามีเนี่ยพี่อาเซียเล่นการยาเราตุนยาอีมาปูดีโลกาเลยဒီလုံးတဲ့အခါပြစ်မကောင်းတဲ့အခါကျတော့အလုံးရနားတဲ့အခါကျတော့တနေ့လိုကိစ္စလုပ်ပါတယ်အဲ့လိုတနေ့လိုသာလုံးရင်းတော့အစင်မပြေဖြစ်လာတာလို့အစင်မပြေတဲ့အခါကျတော့ဒီနေရာတော့ဖြစ်လို့သားတာဟောသမီးလေးအတွက်ကျတော့သူမျိုးအိမ်မှာသွားတောင်းပေးတာသမီးလေးအတွက်ကိုဘာလို့ပေးရလဲပရိဒါမိဘရဲ့မေတ္တာတော့ဘယ်လိုလဲမေတ္တာလဲသူတို့ကတော့ဖြစ်လို့သားတယ်သမီးလေးစားလို့ဖြစ်ပါလေဆိုပြီးတော့သူမျိုးမှာသွားတောင်းပေးတာအဲ့ဒါတို့စားရမှာအားကြတယ်ဆိုတော့ဒီ
မြင့်ဖို့တော်ကြီးက8000ကျူသနာပေါင်း8400မြင့်နေတယ်ဘယ်လောက်မြင့်လဲအဲ့ဒါ8400မြင့်တဲ့မြင့်ဖို့တော်ကြီးမိဘမြင့်တာနဲ့တိုင်းနေတဲ့အဲ့ဒီတော်ကြီးကနွားကျူတော်ပဲရှိပါတယ်တဲ့အဲ့ဒီတော်ကြီးကဘယ်လောက်ပဲရှိတော့လဲမိဘမြင့်တာကြီးပုံပြောနေတာအာဘုရားကြီးကအကျေကြီးတဲ့ကျေလားမကျေဘူးလားဒါတော့ကျေကြီးကြီးနဲ့မိဘမြင့်တာနဲ့တိုင်းနွားကျူတော်ပဲရှိပါတယ်တဲ့ဘယ်လောက်ပဲရှိတာလဲဒီကနေ့ကကြီးတာပြောတာတော်သူကြီးကမသိကြီးတာသိသွားတယ်သူ့ဒီနာရီကတောင်းကြီးတယ်ဆိုအမေကလည်းလောင်းသားမှကြာနေတာပဲအားလို့ဒီနာရီကတောင်းကြီးတာသမီးရဲ့ရွှေမျိုးအိမ်မှာဘေးအိမ်ကမဟုတ်ဘူးတဲ့ဘလူအိမ်မှာလည်းရွှေမျိုးအိမ်မှာတောင်းကြီးတာပါဒီမှာလည်း15ရက်16ရက်ဖြစ်ဒေါ်လာလည်းဖြစ်ချက်လေးချက်တော့မိဘကိုပြောတာလောင်းသားမှကြာနေတာဒီကတော့ရှင်းပြလေးတော့သမီးရဲ့တရားကြီးမဟုတ်ပါဘူးတဲ့လူစီရုပ်အိမ်မှာသူတွေညာတော့မိဘဘာခံရတယ်ဘရာဝနာမှာပြောခံရတယ်ဘာခံရလဲအမေကြီးကကြိုးမင်းနေပါလေကံကတော့မပြောလို့ကံကဘာဖြစ်လဲမပြောဘူးအဲ့ဒါမပြေစီလူကြီးတယောက်ကလည်းအလုံးလုံးတော့ဘာအလုံးရတယ်အုပ်ဖို့တဲ့အလုံးရပါတယ်ကွဘာအလုံးရပါတယ်အဲ့ဒါလည်းသူတို့ကအလုံးမရှိတော့ဘေးကမှာအလုံးရတဲနဲ့သွားရတာတော့အလုံးသမားကြီးတဲနဲ့သွားတဲ့အကောင်တော်လည်းဘုရားရောင်လိုက်ချင်လို့တဲ့တဲကြုံလိုက်ချင်လို့အကောင်တော်တော့တောင်းနေကြအကျိုးကြောင့်ပြောရတာကြတော့ဘုရားရောင်လိုက်ချင်မှလိုက်ပါလားဆိုခေါ်သွားတဲပေါ်ရောက်တဲ့ခါကဘုရားရဲ့အကြောင်းပြောတော့တုတ်တဲ့အလုံးလုံးချင်တယ်ဆိုတော့လူကြီးကအလုံးလုံးကိုလက်ခံလိုက်တယ်လက်ခံပြီလားအဲ့ဒါနဲ့ဘုလိုမကင်စီလူအလုံးလုံးအုပ်ပုံကြလို့ပဲအလုံးပြီးပါလေအာမတွေကျိုးချင်းတိုင်းကျိုးချင်းကြီးရဲ့ကျိုးချင်းတိုင်းပါလေကျိုးချင်းတိုင်းကျိုးချင်းကြီးငါတရားဆုံးတော့မယ်မြန်ပေးသွားလိုက်တရားဆုံးတာအဲ့တော့ဒီပါလေးနဲ့ကလေးလေးကြိုက်ပြီးတော့အိမ်တော်ပြလိုက်တယ်အိမ်တော်ပြသွားပြီလားအဲ့ဒါတရားဆုံးသွားလို့ရပြီရတာဒီမဟုတ်လားညာပါပြီရဲ့ခါကျတော့ပြီးတော့အလုပ်သိတော့ကိုယ်ရွာကိုပြန်ကြတာဟောပြန်တော့ဒီလူမစိုးတော့နော်ယောက်ျားကြောင့်လိုက်ရတာကြီးတယ်ပေါ့အဲ့ဒါနဲ့အမျိုးသားကြောင့်လိုက်ပါကိုကြတော့သူတို့ရွာတီးတန်ရွာတင်ရတယ်ကွဘလို့သွားလဲတီးတန်ရွာကြီးတခြားရွာပုံကြောင်းသားရွာတီးတန်ရွာတင်ရရွာရဲရောက်တော့မှသူ့ယောက်ျားကြောင်းသားမှပြီးရဲ့ရွာရဲတော့ဗာတီးဝမ်းတယ်အဲ့တော့ငါအမေပြောရတာပဲဘဝမကူယခုခံရတာအမေတတိယပြီရပြီလားအဲ့ဒါလည်းဒီငါတော့တဲ့တော့ပြောပါတော့ကြောပြေလာမကြောပြေလာတော့ပြောကြဘူးကြောင်းသားနဲ့ညားလာမလို့သူတို့ကြောင်းသားပြောသွားပြီလားအားလုံးကမင်းမှားသွားအဖေရအမေရနာသမီးရဆိုတာမိတဲ့ညာဖြစ်တာပဲဒီထဲမှာဖြစ်လေဒီထဲစကားညာမိတဲ့ညာဖြစ်တာပဲဒီထဲစစ်ဖြစ်တာပဲသူတွေညာတော့လည်းအခုအခါကြီးကြီးကြိုက်တောင်းပါလိုက်ပါအားလုံးလိုက်ပါလေတောင်းမှလည်းတော့ဘာမှအပန်းမကြည့်ဘူးတော့အမေတို့ဖေတို့သားတို့တပီတို့ပြောတာဆိုတာမှဒီကမှာတော့လိုက်တာပြီးသွားပြီဟုတ်လားတပီစီကြီးပဲတပီစီကောင်းကျိုးစကားပြောသွားမယ်ခုနမတ်ကြီးအမေကဒီနားရီကသူတော်ဖြစ်တယ်လို့သာတပီစားသိတယ်လို့သူရဲ့ဖြစ်တာကိုချက်တာတော့တော့ပဲဒေါသဖြစ်တာတော့တော့ပဲအဲ့အကြောင်းပြောနေလိုက်တာဘဝမကူသူကိုယ်တိုင်ကြောင်းသားဖြစ်သွားတယ်ဆိုတာဒါဘုရားတရားနာလို့ရသွားတာအာနာလို့ရသွားတယ်အမေနဲ့သိတဲ့ကျိုးသွားတာဘာနဲ့သိတဲ့ကျိုးသွားတာလဲတရားကသုံးခါပြီးတော့မယ်တော့ဆရာနဲ့သိတဲ့ကျိုးနဲ့ဒါလည်းအင်းသားပြောမှုပါတယ်သူ့ကိုမင်းပေါ့လေသူများစွာပြဒေါသနာဘဝပေါ့လေအကောင်းတဲ့ဘဝရောက်သွားတယ်သူပညာဆိုလည်းသူကအခါမဲ့ရွတ်နိုင်တဲ့မန္တန်ဥပ္ပါတတ်အဲဒီတည်းဒီစာရင်းတွေဒီရုပ်ပေါ့ပဲဒီကဒွေဒီစာရင်းဒွေဒီရုပ်ဒီရုပ်နာနဲ့စားရတာအခါမဲ့ရတဲ့အစည်းကိုရွတ်နိုင်တဲ့သူစားရအဲ့ဒီချိန်မှာကဒီဝရအလောင်းကလည်းဒီပညာကိုသင်နေတယ်ဆိုပြီးတော့သူဘုရားလောင်းကြီးကသွားနေတာဘုရားလောင်းသင်သေးတယ်ဒါပေမဲ့မင်းဆရာနာကြီးတော့မင်းမှပြောရမယ်ဒုက္ခရဆရာကြီးပြောရမယ်ဆရာကြီးပြောပါမယ်ဒီလိုကသင်ပေးရတော့သူလည်းရွတ်တဲ့ခါကျတော့အခါမဲ့အပြီးကြီးဘယင်ကပြီးတော့သူပေါ်ပြီးတော့သုံးတဲ့ခါကျသူတွေပြီးတာပါပဲမင်းတို့ဆောတာပဲဒီကာလာနဲ့တရားရတယ်ဆိုတော့သောတာဆရာကြီးဘောင်းသားဆရာကြီးပြောမှရှက်တာနဲ့ဒီသာမောက်ကဆရာကြီးလို့ပြောလိုက်တာဘယ်လိုပြောလိုက်လဲအဲဒီမှာနောက်ကရေးလို့မပြီးတော့ဘူး
ဆရာနဲ့လေးတိုက်တိုးတာဘာနဲ့လေးတိုက်တိုးတာလဲအဲ့ဒါဆိုလိုက်တာအဲ့တော့ဆရာနဲ့လေးတိုက်တိုးနဲ့တရားနဲ့လေးတိုက်တိုးနဲ့သံဃာနဲ့လေးတိုက်တိုးနဲ့အဖေနဲ့လေးတိုက်တိုးနဲ့အမေနဲ့လေးတိုက်တိုးနဲ့ဆရာနဲ့လေးတိုက်တိုးနဲ့တိုးရဲ့ဒီရှိတော့ကိုယ်ပဲနာလေးပဲတိုးရင်ဘာဖြစ်မလဲကိုနာသွားလေးပဲဒီစေဘတန်စေဘဘောရလိုက်လေးပဲကြောင့်ဒီအကျင့်ကြီးတောင်းမှလည်းဒီကတော့လေသူတော်ဟောင်းကြီးကျင့်တာကွဘယ်လိုတွေကျင့်တာလဲအလုံးတရားကပြည့်တာလိုက်ကြည့်သူတော်ဟောင်းဖြစ်ပါလားဖြစ်ပါလားမဖြစ်ပါလားကဲခေါ်လိုက်သူဒီမူကြီးစေပါဖြစ်မှာဒူတွေရောကာလာသေကြမသေးမသေးကလေရာမြဲတံတွေစေပါလောထောက်လျှောက်လိုက်လို့နေအဲ့တော့ဒီစီကြီးရောဒီပေါ်ကြီးမလားရောနောက်တစ်ခုကရေဟုတ်ဓမ္မပသာယတိနရဓမ္မသာဩဝိဒာဒိဋ္ဌိဓမေသပတံသာသံဃာယေသဥပတိရေဟုတ်ဓမ္မပသာယတိနရဓမ္မသာဩဝိဒာအသက်စိတ်ကဘုံမှာကြီးမားတဲ့ပုဂ္ဂိုလ်တွေကိုရှိခိုးရတဲ့ပုဂ္ဂိုလ်တော်ယူရရတဲ့ပုဂ္ဂိုလ်တွေဟာဒိဋ္ဌိဓမေသယခုဘဝမှာရှိမှခံရနေတယ်သံဃာယေသဒီလိုတော့ဘဝသံဃာကျင်းတဲ့အခါမှာလည်းပဲဘဝကောင်းတဲ့နေရာကောင်းတွေကိုရတာပါပြီလို့သာဒါနာလူတို့ဆရာဘုရားများစွာဩဝါဒဒုက္ခရှိ